အားလုံးမင်္ဂလာပါအခုကျွန်တော်နောက်ထပ်မျက်လက်တစ်ခုကိုပြသသွားတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒုတိယမျက်လက်ကဘာရီလိုအပ်မလဲဆိုရင်တော့ပထမဆုံးပေါ့နော်စက်တော်နေလေးတဲ့ဒါပပလေးတလက်ရှိဖို့လိုအပ်ပါတယ်နောက်တစ်ခုကဘာလို့လဲဆိုရင်ဒီလိုမျိုးတခွားတီးတစ်လုံးရှိဖို့လိုပါတယ်တခွားတီးဆိုတော့ဒီနှစ်ခုရှိပြီကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်တော့ကောင်မလေးတိုင်းရဲ့အသေးဆွဲဖြစ်တဲ့လီမီဟိုရဲ့ရုပ်လွှာတော့ကိုကျွန်တော်ဒီခွားသီးပေါ်မှာဒီဓာတ်အသုံးပြုပြီးတော့တပုံစံတဲ့တစ်ထရာထက်ဖြစ်အောင်ကျွန်တော်ဓာတ်နဲ့ချစ်သွားမှာဖြစ်ပါတယ်ဆိုတော့အနိကစောက်ကြည့်ပေးပါကျွန်တော်အချိန်ခဏတော့ယူရလိမ့်မယ်ဓာတ်ကိုချစ်ဖို့အတွက်ဆိုတော့ကျွန်တော်စောင့်နော်ကဲခုလောက်ဆိုရင်တော့ break တက်တွေရင်ခုန်စိတ်လှုပ်ရှားရမယ့်အချိန်ရောက်နေပါပြီကျွန်တော်လှုပ်ထားတာတစ်ထရာထဲဟုတ်မဟုတ်ဆိုတာကိုကျွန်တော်တို့ချက်လေးဝိုင်းကြည့်ချက်ပေးပါပြီးတော့မှချက်လေးတွေပါတယ်ပေးနိုင်ပါတယ်ကဲမျက်လုံးမမိတ်နဲ့မျက်တောင်မခတ်နဲ့တစ်ထရာထဲပဲဆိုတာတကယ်လို့တဘောတူတဲ့တစ်ထရာထဲဖြစ်တယ်ဆိုရင်ဟာဟာလေးပေးကြပါမိုင်နော်တစ်ထရာထဲပဲနော်အားလုံးကိုကျေးဇူးတင်ပါတယ်